Hello မင်္ဂလာပါမင်းတို့ရဲ့ကိုချူပါဗောနော်ဒါလေးဆိုရင်ဒီပုံဆိုရင်ကိုချူရေးတာ3ခေါက်ရှိပြီဗောနော်3ခေါက်ကိုဒီကိုကခဏရလဲနဲတယ်ဗောနော်ထိုးရင်ထိုးနေဘယ်လိုဖြစ်လဲဆိုတော့ဒီကိုကအသားရည်တဖြည်းဖြည်းနဲ့မဲ့လာဗောနော်အဲတုံးနေတစ်ခေါက်နဲ့လိုက်တင်ရတယ်ဒါတော့ကိုချူတို့နောက်တစ်ခေါက်ထက်ကြံပါသေးရဗောနော်နောက်တစ်ခေါက်ကိုအဖြူ highlight လေးထည့်ရအောင်မယ်ဗောနော်ဒါဆိုရင်စေးကြံနေလဲပါတယ်ထက်လိုက်ထားရလဲပါတယ်ဗောနော်ဒီကိုကဒီ design ကိုအရင်ကြိုက်တယ်ဗောနော်အဲ့ချိန်မှာကိုချူကဒီကိုလက်မောင်ကိုချူတို့ပေါင်လုံးလောက်ရှိရဗောနော်ဒီကိုအကြိုက်ကိုချူတို့ design နည်းနည်းလေးပါထည့်ပြီးတော့ပြန်ပြီး creation ထည့်လုပ်ပေးထားတာပေါ့နော်ဒီခုလိုမျိုးပုံလေးကြိုက်တယ်ကိုချူဆိုင်မှာလာရောက်ရေးထိုးလို့ရတယ်ပြီးတော့ကိုချူတင်နန်းသားတွေပေါ့နော်ဒါဆိုရင်ညီမပီသားလို့ခေါ်ပါတယ်ဒီကိုကတော့ဘိတ်ကလာရောက်အားပေးတာပေါ့နော်ဘိတ်ကဆိုတော့သူ့ရဲ့တိရဲ့အတိုင်းပဲအသားကတော့ကျန်းတယ်မဲတယ်ဒါပေမဲ့ကိုချူတို့တင်နန်းသားတွေတက်နိုင်ဆုံးပေါ်လင်ကတော့အကောင်းဆုံးစူးစမ်းပြီးတော့ရေးထားပေးရပေါ့နော်ဒါကတော့အသားညူရဲ့လူတွေအသားကျန်းတဲ့လူတွေဆိုရေးရတဲ့တူအားတွေတိုင်းသိပါရပေါ့နော်ပြီးတော့ကာဗတ်အလေးပါကာဗတ်အလေးကတော့ကိုချူတို့မရိုက်ဖြစ်လိုက်ဘူးပေါ့နော်ကာဗတ်အလေးကိုမှသူကလုံးဝအမဲပိတ်မှကြိုက်တယ်ဆိုရင်ညီလေးအတွက်ပေါ့နော်ပြီးတော့မင်းတို့အရင်ကြိုက်တဲ့ idol ပေါ့ရှေးဖုံဆိုတဲ့ချင်းလေးပေါ့နော်လိုအပ်မပြေတော့ဘုရားမှာလိုတိုင်းရင်မင်းပါလို့သေးတယ်ပေါ့နော်အဲ့အလေးကိုချူဆိုင်မှာကပယ်ပေါ့နော်စင်တူဒါကြလေးနဲ့မင်းကလေးထိုးရတာမဟုတ်ဘူးတငယ်ချင်းတစ်ယောက်ရေးထိုးသွားတာပေါ့နော်ဒီကိုလိုပိတ်ကလာတဲ့3ဖွဲ့လုံးလာရောက်ရေးထိုးသွားတဲ့အတွက်လည်းအပိရတဲ့ကျေးဇူးတင်ပါတယ်သူတို့ရဲ့ကိုချူတင်နန်းသားရဲ့လက်ရပုံလေးကိုကြည့်ပြီးစုံစမ်းနိုင်တယ်လို့ကိုချူရှိမှာတင်နန်းတက်ရှင်တဲ့ညီကိုများသူတို့ရဲ့လက်ရလေးကိုကြည့်ပြီးစုံစမ်းနိုင်ပါတယ်